ဒီနေ့တော့ကျမယောက်ျားနဲ့ကူးရိုက်ကူးထွက်တဲ့ဓာတ်ပုံလေးတွားရိုက်မှာပဲဖြစ်ပါတယ်။ဆိုင်နာမည်လေးက Say Cheese တဲ့ Junction Square 3လွှာမှာရှိတာဒီမှာဆိုရင်1000ဝဲပေးရင်သူကဓာတ်ပုံ2ပုံစက်ထဲကနေထွက်လာရပေါ့နော်ပြီးရင်ကိုကြိုက်တဲ့ accessory တွေအကုန်လုံးယူတက်ပြီးတော့ရိုက်လို့ရတယ်အချိန်လေးရတယ်ကန့်သက်နေမို့လို့ကူးရိုက်ကူးထွက်ဆိုတော့လေမြင်လေးလှူရှားမှရမယ်ခုတော့စံက accessory တွေစပြီးတော့ရွှေးနေပြီအပြင်မှာလည်းစောင့်နေသူတွေအများကြီးပဲဒါသူတို့ရဲ့ဓာတ်ပုံလေးပေါ့နော်တော့အခန်းထဲကိုရောက်တာနဲ့စက္ကန့်200ရတယ်စက္ကန့်200မှာpost က10မျိုးပေးရမှာပြီးရင်ကိုကြိုက်တဲ့ background တွေ frame လေးတွေကိုတေချာထည့်ပြီးတော့ရိုက်ရမှာပေါ့နော်စံတို့နေမြန်လည်းတစ်ခါမှဒီလိုမျိုးပုံမရိုက်ဘူးပေါ့နော်အဲ့ဒါနဲ့အသစ်ဆန်းလေးဆိုပြီးတော့နှစ်ယောက်သွားပြီးတော့ try နဲ့အမြန်လှုပ်ရှားတာတော့ post တစ်ခုနဲ့တစ်ခုကိုလေအမြန်အချိတ်ဆက်မိနေမှရတာဒီလားပြီးသွားလို့ရှိရင်ဒီ set မှာလေနောက်ဆုံးဓာတ်ပုံရိုက်ပြီးသွားလို့ရှိရင်ဓာတ်ပုံထွက်ပြီးသွားလို့ရှိရင်ပေါ့နော်သူ QR scan လေးကြာလာလိမ့်မယ်အဲ့ဒီဟာလေးက24နိုင်အတွင်းအဲ့မှာရိုက်ခဲ့တဲ့ video moment လေးကိုဖုန်းထဲကို download ပြန်ဆွဲထားလို့ရတယ်ပေါ့နော်ထည့်လို့ရတယ်ပေါ့ဒီဆက်လေးမှာလေဓာတ်ပုံလေးကကိုရိုက်ခဲ့တဲ့ပုံကို2ပုံထွက်လာတာမို့လို့ကျမတစ်ပုံအမျိုးသားတစ်ပုံ2ပုံထုတ်လိုက်တယ်ပေါ့နော်အခုဓာတ်ပုံထွက်လာဖို့စောင့်နေရပဲဖြစ်ပါတယ်ဒီမှာလေလင်မယားတွေအတွဲတငယ်ချင်းတွေအကုန်လုံးလာရိုက်လို့ရတယ်ပြီးတော့မဘကလေးပေးပါတယ်မဘကလေးက10တုံးပြေဝိုင်းတစ်ခါ free ပေါ့နော်အဲ့မဘကလေးလေးရခဲ့ပါတယ်သူကလေJunction City တို့ Time City တို့မှာလည်းရှိရယ်ညီမပလာစာမှာလည်းရှိရယ်ဒီလားအားလုံးပဲရိုက်ကြည့်ကြပါလို့အမှတ်တရလေးဖြစ်သွားအောင်ပေါ့